ဒီရိတ်မလာပါနားပါမလုံးကဲတကြံအကျိုးနေမုံလုံးရေပေါ်လုံးစားမယ်မုံလုံးရေပေါ်လုံးမှုအတွက်ကောင်းငင်းမုတ်10စွန်းပေါ့နော်ကောင်းငင်းမုတ်10စွန်းထည့်မယ်နည်းနည်းလေးပဲလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အလုံး20လောက်ပဲမှန်းထားတယ်အဲ့တော့ကောင်းငင်းမုတ်10စွန်းထမင်းစားစွန်းပေါ့နော်ပြီးရင်စမ်းမုတ်က2စွန်းထည့်မယ်5ချိုးတချိုးပေါ့အချိုးကတော့အဲ့ဒါမှသူကမုံလုံးရေပေါ်လေးကပျော့လေးနဲ့ဒီခါလို့ကောင်းတယ်ပေါ့နော်စမ်းမှုတ်သူကများသွားလို့ရှိရင်နည်းနည်းမဆိုတော့မကြိုက်ဘူးအဲ့တော့ငါတို့တချို့ဒါပေါ့စမ်းမှုတ်ကိုလည်းနှစ်စွန်းမောက်ထည့်မယ်ကောင်းနှင်းမှုတ်လည်းမောက်ထည့်ထားတဲ့အတွက်ကြောင့်မို့လို့ပြီးရင်တော့စားကိုဒါ teaspoon ပေါ့နော်လက်ဖက်စားစွန်းနဲ့သုံးပုံတစ်ပုံလောက်ထည့်လိုက်မယ်ပြီးရင်ရေကိုဒါရေနွေးပေါ့နော်ရေနွေးကို4 ounce ထည့်လိုက်တယ်ပြီးရေအေးလေးရောမယ်အားလုံးပေါင်းတိုတယ်1 cup ဖြစ်သွားတယ်ပေါ့နော်1 cup ဖြစ်သွားတော့နည်းနည်းချင်းစီဒါရေနွေးလေးနဲ့ရေအေးလေးရောရေကြက်တီနွေးလေးပေါ့နော်နည်းနည်းချင်းစီထည့်ပြီးတော့နေမယ်အကုန်မထည့်ဘူးအကုန်လည်းမလိုအပ်ဘူးအဲ့တော့နေပြီးတော့ဘေးတွေမှာကောလက်တွေမှာမကတ်တဲ့အထိနေမယ်လုံးဝပြုတ်သွားလို့မရဘူးအဲ့တော့နေရင်းနဲ့เนาะဘေးတွေလည်းမကတ်တော့ဘူးလက်တွေလည်းမကတ်တော့ဘူးဆိုရင်စမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်လို့နည်းနည်းလေးလိုသေးတယ်အဲဒါကြောင့်မို့ရေလေးကိုတစ်စုံထပ်ထည့်ကဲပြီးရင်ကိုယ့်အကိုလုံးကြည့်မယ်လုံးပြီးတော့နှိပ်ကြည့်မယ်ပေါ့နော်အဆင်ပြေလားမပြေလားအရသာလေး texture လေးကလက်နဲ့ထိတွေ့လိုက်တော့တိတာရပေါ့နော်ဘာမှမကတ်တော့လုံးလို့လည်းကောင်းသွားတဲ့အခြေအနေမှာဆိုရင်ရပြီပေါ့နော်အဲ့တော့လက်ကြံရေကတိုတယ်က1 cup ရှိတဲ့ထဲမှာ4 ounce ပဲကြံခဲ့တယ်ပေါ့နော်ဒါတော့ကိုယ့်ကိုချိန်ထဲကိုရေကတော့မှန်းလို့မရပါဘူးကိုယ့်ရဲ့ကောင်းငင်းသားတမွေစမ်းမှုအသားပုံမှာမူတည်တာပေါ့နောက်ဆုံးလက်ကြံတွေ့လား1 cup ကနေ4 ounce ပဲကြံတယ်အဲ့တော့နေမယ်ထပ်ပြီးတော့လုံးကြည့်မယ်လိမ့်ကြည့်မယ်အဲ့တော့အဆင်ပြေတယ်ပျော့ပြီးတော့မာပြီးတော့လည်းမဟုတ်ဘူးအနေတော့ပဲအဲ့တော့45မိနစ်တစ်နိုင်လောက်ဖုံနှက်ထားမယ်နှက်ထားတော့မှထညက်ခဲပေါ့နော်ကိုကအလုံး20ပဲလောက်မှာဆိုတော့အခု20ညံ့မှာပေါ့အဲ့တစ်လုံးကို3စိတ်ပေါ့နော်ညံ့မယ်ကိုစားကြတော့အကြီးသေးပေါ်မူတည်ပြီးတော့တေးသေးလေးအလုံးအဲ့ဒီမလို့ဘောလုံးတေးသေးလေးဆိုရင်ထညက်ခဲတေးသေးပေါ့လုံးကြည့်ရင်ထညက်ကကြီးပေါ့ကိုကထညက်ကကြီးစားခြင်းနဲ့လုံးကြီးစားခြင်းနဲ့ဆိုရင်ကြီးညက်ပေါ့နော်ကဲအောက်မှာစမ်းမုတ်သုံးမဟုတ်ကောင်းချင်းမုတ်လေးပကံပေါ်မှာဖြူးမယ်ဖြူးပြီးတော့ပို့လိုက်မယ်ပို့တဲ့ဟာတွေဘေးနာခဏဖယ်ထားမယ်လက်မှာလည်းပို့လိုက်မယ်ပို့ပြီးတော့လုံးပြီးတော့အရာလေးပေးပြီးတော့ကဲထညက်ကထည့်မယ်ထည့်ပြီးွားရင်တအားကြီးဖိပြီးတော့မလုံးပါနဲ့နော်ဖွားလေးပဲလုံးယုံမဲ့လုံးဖိပြီးတော့လုံးရင်လုံးဝမလုံးအဲ့တော့အားမပါပဲနဲ့ဒီချာလေးဖွားလေးလုံးမယ်ချွန်နေတဲ့ဟာလေးတွေကိုလည်းလှိမ့်နေရုံပဲဗျအဲ့ဆိုလုံးလေးဖြစ်သွားတယ်အားလို့ဆို10လုံးပြအောင်လုံးမယ်နော်ကဲ10လုံးပြည့်သွားပါပြီဒါရေခဲရေဆယ်ပြီးတာနဲ့ရေခဲရေတွေကိုထည့်မယ်အဲ့တော့ရေနွေးပွက်ဆူပြီးဆိုရင်ထည့်လိုက်မယ်အလုံးလေးတွေသူကရေပေါ်ကိုပေါ်လာပြီးတော့ဗောနော်ပေါ်ချင်းမှာလုံးဝမဆယ်ပါနဲ့နော်5မိနစ်6မိနစ်10မိနစ်လောက်ထားလိုက်10မိနစ်လောက်နှက်ထားလိုက်အောင်ပေါ်နေတယ်ပေါ်ပြီးချင်းမှာလုံးဝချက်ချင်းမဆယ်ဘူး10မိနစ်လောက်5မိနစ်6မိနစ်တော့10မိနစ်လောက်ထားပြီးွားရင်စိတ်ရှည်တော့10မိနစ်လောက်ထားကြည့်ပေါ့နော်။ထညက်ကလေးရမ်းပြော်သွားမှလည်းကြောက်ပါလေ။5မိနစ်6မိနစ်လောက်ပဲကျွန်မထားရတယ်အဲ့တော့ပြီးတော့လည်းမီးပိတ်မယ်မီးပိတ်ပြီးတော့ရေခဲရေထဲကိုဆဲပြီးတော့ထည့်မယ်။ဆဲတဲ့ဆုံးကတအားကြီးနေပေါ့နော်။ဒီထက်သေးတော့ပိုကောင်းတယ်ဒါပေမဲ့ဒါပဲရှိတယ်အဲ့တော့ကဲပကံလေးကိုအုံကြီးခဲထားတဲ့ဟာကိုရေး defrost လုပ်ပြီးတော့ကန်နဲ့ထဲထားမယ်ပြီးရင်ပေါ်ကနေဖြူလိုက်မယ်ပြီးရင်နောက်ဆုံးလိုတာပေါ့နော်ကြိုက်ရင်ထဲပေါ့နော်ဒါနှမ်းတောင်းပေါ့နော်နှမ်းအနက်ကိုလော်ပြီးတော့စားလေးနဲ့ထောင်းထားတာအဲ့လေးကိုဖြူလိုက်
ကြိုက်လို့ပေါ့နော်ကြိုက်ရင်ထဲပါမကြိုက်ရင်မထဲနဲ့ကဲရတာရှိတယ်မလို့ရပါတစ်ခွေရပါပြီဒီလိုစားကြည့်ကြပါနော်like and share လေးလုပ်ဖို့မမေ့နဲ့နော်ကျေးဇူးပါ